Research Center ရဲ့စိတ်ဝင်စားစရာစစ်တမ်းတစ်ခုကိုဖတ်ဖူးပါတယ်။ဂျန်ဒါနဲ့ပတ်သက်လို့အမေရိကန်လူထုရဲ့အမြင်ကိုမြင်ထားတာလေးပါ။အဲ့ဒီမှာစိတ်ဝင်စားစရာအချက်တွေအများကြီးထဲမှာတစ်ခုကိုပြချင်တာကယောက်ျားတစ်ယောက်စီကဘယ်လိုအချက်ကိုတန်ဖိုးထားတယ်လဲ။မိန်းမတစ်ယောက်စီကရောဘယ်လိုအချက်မျိုးတွေလိုချင်တယ်လဲမေးတဲ့အခါမှာထွက်လာတဲ့ရလဒ်ကတော့ယောက်ျားတွေစီကလိုချင်တာ၃ချက်။တစ်ယူသားမှုတည်ကြည်မှု honesty and morality နှစ်အောင်မြင်မှုငွေကြေးပြည့်စုံမှု professional financial success သုံးဒီမှန်ချက်ကြီးခြင်းခေါင်းဆောင်နိုင်ခြင်း ambition leadership လို့ဖြစ်ပြီးတော့မိန်းမတွေစီကတော့ရုပ်ပိုင်းဆိုင်ရာဆွဆောင်မှုရှိမှု physical attractive နှစ်ကိုကျင့်စာတရားပြုစုပြောထောင်နိုင်ခြင်းကျင့်နာတတ်ခြင်း empathy nutrition kindness သုံးဉာဏ်ဉာဏ်တွေ intelligent လို့ဖြစ်ပါတယ်ပြောရရင်ကျွန်တော်တို့စီကနဲ့သိမကွာလာပါဘူးအဲ့တော့ဒီနေရာမှာဒီ research ရ American လူမျိုးတွေယောက်ျားလေးကိုလည်း research လုပ်တယ်မိန်းကလေးကိုလည်း research လုပ်တယ်ဒီ research ရကျွန်တော်တို့ကယောက်ျားလေး size ကိုမပြောဘဲနဲ့မိန်းကလေး size ကိုပြောရမယ်ဆိုလို့ရှိရင်မိန်းကလေးတွေစီကယောက်ျားလေးတွေရဲ့ expectation ရဘာတွေလိုချင်တာလဲဆိုတော့ဒါကျွန်တော်တို့ဒီဘက်ကမြန်မာပြည် Asia မှာလေသူတို့လိုချင်တဲ့အကြောင်းအရာနဲ့ရုပ်ပိုင်းဆိုင်ရာဆွဆောင်မှုရှိမှု physical attractiveness ကိုကျင့်စာတရားပြုစုပြောဆောင်နိုင်ခြင်းမိမပိတာရာဒီကမိခင်ပိတာရာပေါ့နော်ဒီကျင်နာမင်းလေးဆိုတာမိခင်စိတ်ကျင်နာတက်ရတဲ့မျိုးပေါ့နော်ပြီးရခါလဲ intelligence ပေါ့ဆိုရုပ်ရည်ရှိတာချောတာနဲ့ attraction ရှိတာလည်းမတူပါဘူး။ဒါနဲ့ဆွဆောင်မှုရှိတာလည်းမတူပါဘူး။ချောလှပတယ်ဆိုတာကဖြစ်ပြီးလို့ရတဲ့အကြောင်းအရာလည်းလုပ်နိုင်တယ်လို့သူ့ပင်ကိုကလည်းချောလှပတာမျိုးလည်းဖြစ်နိုင်တယ်။ဒါပေမဲ့ဆွဆောင်မှုရှိရဲ့မြမတယောက်တော့ဖြစ်လာနိုင်တယ်။ဆွဆောင်မှုရှိရဲ့မြမတယောက်ဖြစ်ဖို့အတွက်ကသူ့မှာအမြင်ကျတဲ့ open minded ဖြစ်တာမျိုးသူ့ရဲ့အမြင်ကကျဲ intelligence ဉာဏ်နဲ့တွေ့တာမျိုးပါဒီနေရာမှာဉာဏ်နဲ့တွေ့ကိုဘာကြောင့်လိုအပ်တာလဲလို့ပြောမယ်ဆိုလို့ရှိရင်ဉာဏ်နဲ့တွေ့ကကျမတို့ right decision right vision ကိုဖြစ်စေဉာဏ်ကောင်းတဲ့ဉာဏ်နဲ့တွေ့ smart ဖြစ်တဲ့မိမတရားအဓိကကပါလဲဆိုလို့ရှိရင်ကျမလည်း smart lady ရဲ့မှာပါတယ်ပေါ့နော် smart ဖြစ်တဲ့ထဲမှာပါတယ်နောက်ပိုင်းမှာကျမရဲ့ပြောင်းလဲလာတဲ့စိတ်နဲ့စိတ်ထားတွေရင့်ကျက်လာတဲ့နောက်ပိုင်းမှာ smart ဖြစ်တာကိုကြိုက်လားဆိုကြိုက်ပါတယ်ဒါပေမဲ့အမြင်ကျတော့ကိုကြိုက်တယ်လေးလေးနက်နက်တွေးခေါ်မြင်တတ်မှုကိုပုံပြီးသဘောကျတယ်ဒီနောက်ပိုင်းကိုအဲ့လိုမျိုးပုံပြီးသဘောကျလာတယ်လူ့ဘဝကြီးမှာပေါ့နော်ချိန်ခြားအဖြစ်တိုးတိုလေးကျမတို့ကနေရထိုင်တာဖြတ်တန်းရတိုးတိုလေးတိုးတိုလေးမနေရတိုင်းမှာကျမတို့အတွေးမြင်နေအတွေးခေါ်တွေဒီအရာတွေအမြဲတမ်းကိုကျဉ်းနှံ့မှုအပြည့်အဝရဖို့အတွက်ကကိုတိဆောက်နိုင်ဖို့ပဲလိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်